ရှေ့ဗီဒီယိုလေးမှာအယောင်ဆုံးပြောပြီးကမှကြံခဲ့တဲ့အယောင်ရှိပါတယ်ဟုတ်ပါတယ်အကြိုက်ဆုံးစံတိုင်းအနီရောင်တွေကိုကျွန်တော်ပြောဖို့ကြံခဲ့တာပါစူပါစံတိုင်းအနီထဲမှာလည်းကြမ်းတဲ့မိုက်တဲ့တော်တဲ့ခေါင်းဆောင်ကောင်းပြီးသားတဲ့အနီရောင်ပြီးသားတဲ့လူတွေအများကြီးရှိတယ်လို့အလကားနေထအော်ပြီးတော့ cringe ဖြစ်နေတဲ့လူတွေလည်းအများကြီးရှိပါတယ်အထာကျတဲ့အနီတွေရှိတယ်လို့ရိုးရိုးအေးအေးဖြစ်တဲ့အနီတွေလည်းအများကြီးရှိပါတယ်စံတိုင်းမှာတော့ပထမဆုံးအနီကဟိမစ်ဆူစံတိုင်း Go Ranger အာကာရက်ကနေပြီးတော့စတင်ခဲ့ပြီးတော့ခုဆိုရင်နမဝါစံတိုင်းကိုဂျူကြားတဲ့ကကိုဂျူနဲ့အဆုံးသတ်ထားပါတယ်ဒီနေ့မှာတော့ကျွန်တော်သဘောကျမိခဲ့တဲ့အနီရောင်တွေအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်နံပါတ်9ကအာဆာမီတက်ဆူယာ Time Rat အာဆာမီလုပ်ငန်းစုရဲ့တထေးသားလေးဖြစ်ပေမဲ့မြန်မာနာမရှိတဲ့20ရာစုကလူတစ်ယောက်ဖြစ်ပါတယ်တနေ့မှာ30ရာစုကရောက်လာကြတဲ့ယူရီတို့နဲ့ဆုံမိပြီးတော့ Time Ranger တက်ဦးဖြစ်လာခဲ့ပါတယ်အာဆာမီကသဘောကောင်းပြီးတော့တငယ်ချင်းတွေကိုလည်းခင်တတ်တယ်ဘာလို့အမြဲကူညီပေးရလို့ဖြစ်ပါတယ်မိသားစုရဲ့လုပ်ငန်းကိုမဆက်ခံချင်တာနဲ့အိမ်ပေါ်ကနေဆင်းခဲ့ပြီးတော့တခြား Ranger တွေနဲ့အတူတူတိုက်ခန်းငှားနေရင်းနဲ့အချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ပါတယ်ကောလိပ်ကတငယ်ချင်းနာအော်တိုနဲ့ပြန်တွေ့တော့လဲရန်ဖြစ်တာခဏပါပဲစကီးရဆိုရင်လည်း martial art တွေတက်ကြမ်းထားရလို့မလို့အေးဆေးပါပဲဇလန်းရဆိုရင်လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်တက်ဆူရကကိုယ့်ရဲ့မနှက်ဖြန်သမိုင်းကိုကိုဘာသာရေးရှင်တဲ့သူဖြစ်ပါတယ်တငယ်ချင်းတွေအတွက်ဆိုရင်လည်းအနည်းနာခံတိုက်ခိုက်ခဲ့ပါတယ်သူနဲ့ယူရီရဲ့ဇလန်းကတကယ်ကိုကြေခွဲစရာပါဇက်သိမ်းပြီးလို့တခြား Ranger တွေတက်ဆိုင်ရာတက်ကရစီပြန်သွားတဲ့အခါမှာတယောက်တည်းကြံနေခဲ့တဲ့ feeling ကလည်းတကယ်ကိုဝမ်းနဲ့အထီးကျန်ဖို့ကောင်းလာပါတယ်နံပါတ်6 Kiro Danko Kyoru Rat သူလည်းစံတိုင်းအနီတွေထဲမှာအနာကျက်တဲ့အဖြစ်ဆုံးနေတာတယောက်ဖြစ်ပါတယ်ငယ်ငယ်ကလေးကသူ့အဖေပေးထားခဲ့တဲ့ဒိုင်နိုဆောအဆွဲလေးကိုစောင့်ထားသူဖြစ်ပြီးတော့ brave တက်တီတွေပြေဝနေသူလည်းဖြစ်ပါတယ်အဖွဲကိုလည်းသိချအားကိုးယုံကြည်ပြီးတော့တက်ညီလက်ညီတိုက်ခိုက်တတ်ပါတယ်အများတဲ့အင်အားပြည့်တက်ကြွနေတတ်ပြီးတော့ခွန်အားအရဆိုရင်လည်းတန်ပါပါတယ်တိုက်ခိုက်ပြီးဆိုရင်လည်းအင်အား3မီတာတက်ကြွတိုက်ခတ်တတ်သူတအူးဖြစ်ပါတယ်တက်ကြွတယ်လို့ scale ရဆိုရင်လည်းကျန်းတဲ့ထက်ပါပါတယ်နောက်ပိုင်းမှာအာမီလေးနဲ့ချစ်ကြိုက်ခဲ့ပြီးတော့တာလီတအူးမွေးဖွားခဲ့ပါတယ်နံပါတ်5မှာရှိနေတာကတော့ယာနိုကာယီရီ Lupin Red အထာကျတဲ့အနီတွေတဲကတအူးလည်းဖြစ်ပါတယ်သူနဲ့အပြိုင်ပတ်သရန်အချီကိုတော့ကြည့်မြပါဘူးငယ်လေးကလေးကမိဘတွေမရှိတော့လို့အကိုဖြစ်သူနဲ့နေထိုင်ခဲ့ရပြီးတနေ့မှာလူဆိုးတကောင်ရဲ့လက်ချက်နဲ့ဆုံးရှုံးခဲ့ရပါတယ်နောက်ပိုင်း Arsenal Lupin နဲ့တွေ့ပြီးတော့ VS Changer နဲ့အတူ Lupin Red ဖြစ်လာခဲ့ပါတယ်စကီလည်း K ရဲ့ထဲမှာမပါပါဘူး Lupin Collection တွေစူးစောင်းရမှာစနစ်တကျအကွက်ချပြီးတော့မရအောင်ယူတတ်ပါတယ်သူ့ကိုလောက်ကြံခဲ့တဲ့လူဆိုးကိုလည်းလက်စားခြေချင်နေတဲ့လူဖြစ်ပါတယ်အစကတော့ Pet Ranger တွေနဲ့မတည့်အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးမယ်နောက်ပိုင်းမှာအတူတူပူပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်နံပါတ်4 Momo Itaro Don Momotaro မမ်မွန်တီလေးတွေကပေါက်ဖွားလာသူဖြစ်ပြီးတော့ငငယ်ကလေးကအမြဲကူညီချင်စိတ်ရှိနေခဲ့သူဖြစ်ပါတယ်တယောက်တည်းပဲနေထိုင်ကြည်ပြင်းခဲ့ပြီးကြီးလာတဲ့အခါမှာ delivery လည်းလောက်ကိုင်းရင်းနဲ့တခြားသူတွေကိုဆက်လက်ကူညီပေးခဲ့ပါတယ်အဖွဲသားတွေကိုလည်းကြုံရင်ကြုံတယ်လို့လေ့ကျင့်ပေးပါတယ်အစကတော့နိုးတိုတွေကတအုပ်ဖြစ်တဲ့ဆွန်နိုကြီးနဲ့မကြတိုက်တက်ပေးမယ်နောက်ပိုင်းမှာပါစင်တဲ့အရာရောအလုံးရပါခင်မင်လာပြီးတော့ပူပေါင်းတိုက်ခိုက်လာပါတယ် personality အရာတော့အရန်ကိုရိုးသားရတဲ့ပါပြီးတော့လိန်ပြောရင်အသက်ရှူပါရက်တက်တဲ့လူတအုပ်ဖြစ်ပါတယ်ဆက်စကြီးတော့ကအတူကိုဆရာကြီးလို့ဘာလို့ထင်နိုင်ပေမဲ့နောက်ပိုင်းမှာသူ့ရဲ့အကြောင်းကိုပိုသိလာပြီးတော့သူ့ရဲ့ပုံစံကိုလည်းပိုပြီးသဘောကျလာပါတယ်scale ရဆိုရင်လည်းကြမ်းပြီးတော့ one of the strongest ranger တွေတဲကတအူးဖြစ်ပါတယ်နံပါတ်3 Akashi Sadoro Boken Red ငယ်စဉ်ကတည်းကစွန်စားရတာယတနာရှာဖွေရတာသဘောကျရလို့ဖြစ်ပါတယ်နောက်ပိုင်း SJS တဲမှာခေါင်းဆောင်အနေနဲ့ပါဝင်လာပြီးတော့တခြားသူတွေကိုလိုက်လံစူးစီးခဲ့ပါတယ်မာဆူမီရဲ့မနာလိုတိုက်ခိုက်တာကိုလည်းခဏခံခဲ့ရပြီးသူ့ထက်တအောင်လည်းအမြဲလုပ်ပြနိုင်တဲ့သူဖြစ်ပါတယ်ရာကိုစိတ်အေးထားဆုံးဖြတ်တတ်ပြီးတော့ခေါင်းဆောင်မိတ်ပေးနိုင်တဲ့သူလည်းဖြစ်ပါတယ်ခက်တီတီနဲ့နေတဲ့ပြီးတော့တခြားသူတွေရဲ့အားကိုးချစ်ခင်မှုကိုခံထားရတဲ့တူပါဘိုကင်ဂျာဒီထဲမှာဆိုရင်စွန်စားရတာအကြိုက်ဆုံးဖြစ်ပြီးတော့နောက်ဆုံးမှာအာကာသားတဲ့အထိစွန်စားရေးခရီးထွက်လာခဲ့ပါတယ်အာကာရှိကတိုက်ခိုက်ရည်ရောဆုံးဖြတ်နိုင်ရည်ရောကောင်းမွန်တို့တူဖြစ်ပြီးတော့ခေါင်းဆောင်ကောင်းပြီးသားသူလည်းဖြစ်ပါတယ်အခုအသက်ထွက်လာမဲ့ဘုံဘုံဂျာဗက်ကိုဂျူဂျာရဲ့မှာလည်းပြန်လဲပါဝင်လာမှာဖြစ်ပါတယ်နံပါတ်2ကတော့ရှီဘာထာခဲရိုရှင်ကန်ရက်သူ့ကိုတော့မသိသူမရှိလောက်ဘူးထင်ပါတယ်ရှီဘာမျိုးနဲ့18စုမြောက်ကဖြစ်ပြီးတော့အထင်းတော်ကြီးနဲ့အတူကြည်ပြင်းလာသူလည်းဖြစ်ပါတယ်ဂေရိုးရှုတွေကိုနှိမ်နှင်းနိုင်ဖို့ဒုက္ခခုကိုပြန်လဲချိတ်ပိတ်နိုင်ဖို့အတွက်အမြဲလေ့ကျင့်နေသူတအူးဖြစ်ပြီးတော့အသင်းသားတွေကိုလည်းလေ့ကျင့်ခိုင်းတဲ့လူဖြစ်ပါတယ်အစကတော့စီကန်တင်းကျပ်တဲ့ထင်ရပေမဲ့နောက်ပိုင်းမှာသူ့ရဲ့သဘောထားကိုသဘောပေါက်လာကြတာပါစဉ်းစားနိုင်ခေါင်းဆောင်နိုင်ပြေဝချက်ကလည်းအစကကြည်မရဖြစ်နေတဲ့ချီယာကီယာပါသူ့ရဲ့တစ္ဆာကန်ဖြစ်လာတဲ့အထိပါပဲအမြဲတမ်းခက်အေးနဲ့နေတတ်ပြီးတော့ TG ရဲ့တခင်ဖြစ်နေပေမဲ့လည်းသူ့အဖွဲသားတွေကိုတော့ချစ်ခင်ယုံကြည်ပါတယ် Fighting skill ကလည်း share မိုက်ပြီးတော့ဂျူဇုံနဲ့အပြိုင်ဆိုင်ကြိတ်တာတွေဒုက္ခခုကိုဖျက်ဆီးဖို့လုပ်တာတွေ plot အလှည့်ပြောင်းဖြစ်တာတွေကတကယ်ကိုအားရစရာပါပဲဒါဆိုရင်နံပါတ်1ကပြောစရာမလိုအားလုံးသိပြီးသားဖြစ်တဲ့ Captain Marvelous Gokan Red ဖြစ်ပါတယ်သူ့အကြောင်းကလည်းရှေ့ကလမ်းကြံဗီဒီယိုတွေထဲမှာပြောပြပြီးသားဖြစ်တာမလို့အထွေထူးတော့ထပ်ပြောစရာမလိုတော့ဘူးထင်ပါတယ်ချစ်ကန်နိုင်တာတွေအဖွဲသားတွေကိုချစ်ခင်တာတွေ
ခေါင်းဆောင်တအူးပြီးသားတာတွေလိုချင်တာတွေမရအောင်ယူတတ်တာတွေ finding scale ကျမ်းတာတွေကအကုန်မိုက်ပြီးသားဖြစ်ပါတယ်။အပြင် Marvelous ကခုလာမဲ့ဘုံဘုံဂျာဘက်ကိုဂျိုဂျာရဲ့မှာလည်းအကာရှီတို့နဲ့အတူပြန်လဲပါဝင်လာမှာဖြစ်ပါတယ်။နံပါတ်1နဲ့နံပါတ်2ဖြစ်တဲ့ Marvelous နဲ့ Takeru ကလူကြိုက်အများဆုံးနဲ့မှာပါမယ်ထင်ပါတယ်။ NHK ကထုတ်ပြန်ခဲ့တဲ့လူကြိုက်အများဆုံးစန်တိုင်းဟီးရိုးထဲမှာဆိုရင်လည်းသူတို့2ယောက်ကပဲအပြန်အလှန်1နဲ့2ကိုယူနေကြတာပါ။ကျွန်တော်ဆိုရင်လည်း2ယောက်စလုံးကိုသဘောကျပါတယ်။တခြားသဘောကျမိတဲ့မိုင်လဲမိုက်တဲ့ Bomb Rat, Rat Bastard, Kuwakata Oja, Dakar Rat, Rue Ranger တို့လည်းအများကြီးရှိပါသေးတယ်။ဘရာသားတို့ရောဘယ်သူတွေကိုကြိုက်လဲပြောပေးခဲ့ကြပါအောင်။နောက်ဗီဒီယိုမှာလူဆိုးဘက်ကနဲ့သက်ဆိုင်တဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်။